မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ပထမအဆုံးတပုတ်အနေနဲ့အယက်သားပြည်သူတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံရမှုပိုများလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့လက်ချက်ကြောင့်အယက်သား9ဦးနဲ့ထပ်အစုလိုက်ပြုံလိုက်တိုက်ဆုံရတဲ့ဖြစ်ရပ်တွေခက်စိတ်စိတ်ဖြစ်လာနေပါတယ်ဒီနေ့ဇန်နဝါရီနဲ့ဖေဖော်ဝါရီ2လမှာလည်းလီကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုအကြိမ်20ကျော်ကြောင့်တိုက်ဆုံခဲ့တဲ့သူ210ရှိခဲ့တယ်လို့ညံလင်းတည်သူတေသနာဖွဲ့ရင်အကြံပေးကိုမိုးထက်နေကသတင်းဌာနကိုပြောပါတယ်အာနာသိမ့်ပြီးတဲ့2021ကနေစပြီးတော့နှစ်အလိုက်ကတော့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်တွေပိုပြီးများလာတာကိုတွေ့ရတယ်အများစုကတော့လေကြောင်းကတိုက်ခိုက်မှုကြောင့်ဖြစ်ခဲ့တာပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းစစ်ကြောင်းထိုးပြီးတော့တပ်ဖြတ်ခံရတာမျိုးတွေရှိတယ်အနည်းဆုံးတော့2လပေါင်းမှာဖြစ်စဉ်24ကိုစုစုပေါင်းသေဆုံးသူအရေအတွက်ဆိုရင်210ရှိပါတယ်စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဖေဖော်ဝါရီလထိအရက်သား9ဦးနဲ့အထက်အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ရအနည်းဆုံး388ခုရှိခဲ့ပြီးအသက်ဆုံးရှုံးရတဲ့သူအနည်းဆုံး3932ဦးရှိတယ်လို့သူကပြောပါတယ်2021ခုနှစ်ဖြစ်ရ54ခုမှာသေဆုံးသူ990 2022ခုနှစ်ဖြစ်ရ64ခုမှာသေဆုံးသူ611ဦး2023ခုနှစ်ဖြစ်ရ96ခုမှာသေဆုံးသူ898ဦးနဲ့2024ခုနှစ်ဖြစ်ရ150မှာသေဆုံးသူ1442ဦးရှိတယ်လို့ညံလင်းသည့်သူတည်တနာဖွဲ့ကပြောပါတယ်သတင်းဌာနကပြုစုထားတဲ့စာရင်းအရနိုင်ငံတော်ဝန်လေကြောင်းနဲ့လက်နက်ကြီးကြောင့်အခုမှလပထမနှစ်ပတ်အတွင်းအရက်သား62ဦးသေဆုံးပြီး169ဦးဒဏ်ရာရခဲ့ပါတယ်။မန္တလေးတိုင်းကသေဆုံးသူ42ဦးဒဏ်ရာရပြီးဒဏ်ရာရသူ53ဦးနဲ့အများဆုံးဖြစ်ပါတယ်။မလ16ရက်နေ့မှာနောင်ချုံမြို့စင်ရတနာပရိယတိစာတင်တိုင်းလေကြောင်းနဲ့ပုံကျဲခံရတာကြောင့်ကိုရင်နဲ့တန်ကား6ပါဒေသခံ3ဦးစုစုပေါင်း9ဦးသေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ခဲ့ပါတယ်။အလားတူမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကို2025ခုနှစ်မလ14ရက်နေ့မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲခဲ့တာကြောင့်ကလေး6ဦးပါဝင်ဒေသခံ29ဦးသေဆုံးခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။ဒါအပြင်စကိုင်းတိုင်းနဲ့မကွေးတိုင်းအစပ်ကရှိလေကျွန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ကရေစကြိုမြို့နယ်တာကောင်ရွာမကိုမလ9ရက်နေ့ကစပြီးနှစ်ပတ်နီးပါဝင်ရောက်တက်ဆွဲပြီးတဲ့နောက်မိရှုတပ်ဖြတ်ခဲ့တဲ့ရုပ်လောင်း6လောင်းတွေ့ရှိခဲ့တာကြောင့်နှစ်ပတ်အတွင်းတပ်ဖြတ်ခံရတဲ့အရက်သား18ဦးထပ်မံရှိခဲ့တယ်လို့ပြောပါတယ်။ပစ္စည်းလဲယူလူကိုလည်းတက်သွားတာလို့အသက်63နှစ်အရွယ်ဖခင်တည်ဆုံသွားတဲ့တားဖြစ်သူကပြောပါတယ်။ကျွန်တော်လုံးဝကိုမကျေနပ်နိုင်ဘူးရွှေငွေပစ္စည်းတွေယူပြီးလူပြန်လွှင့်ရင်ကျွန်တော်တို့ကခံသားပါသေးတယ်။အခုကရွှေငွေပစ္စည်းတွေလည်းယူသွားတယ်လူကိုလည်းရက်ဆက်တက်သွားတဲ့အတွက်ကျွန်တော်တို့လုံးဝမခံစားနိုင်ပါဘူး။သူတို့လိုပဲအသက်ခံလိုက်ရတဲ့ခင်မွန်အတွက်ကျန်ရည်သူဇနီးကစစ်ကောင်စီဖွဲ့ကိုတရားစွဲအပြစ်ပေးတဲ့လို့ပြောပါတယ်သူတို့ကလူမဆန်စွာညတာမှုစိတ်မရှိဘဲနဲ့လူဆိုးရဲ့လူကောင်းရဲ့လူလည်းမခွဲခြားဘဲနဲ့ရက်ဆက်မသိမရှင်းမိရှို့သလားတေးပြီးမှမိရှို့သလားတတ်သွားတာပါဒီလိုပဲတတ်သွားတယ်လို့ရှုစားရပါတယ်အိမ်နောင်ဦးစီးတယောက်ရက်ဆက်အသက်ခံရလို့ပျက်စီးသွားတဲ့အတွက်ဒီလိုရက်ဆက်တဲ့ဟာတွေကိုတရားစီရင်မှုကတော့သူတို့တသက်တကြုံတင်မကပါဘူးဘဝပေါင်းများစွာတော့အပြစ်ပေးလို့ဖြစ်နိုင်ပါတယ်လို့ပြောကြပါတယ်အခုလိုမျိုးအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့မှုတွေကြောင့်စစ်ကောင်စီခေါင်းဆောင်ကိုအရေးယူလို့ရတယ်လို့တရားလွတ်တော်ရှင်နေဦးကြီးမြင့်ကသတင်းဌာနကိုပြောပါတယ် ICC တရားရုံးရှိတဲ့အဲ့ဒီတရားရုံးကတော့ပုံ2ရက်နဲ့လက်ခံတဲ့တစ်ကသက်ဆိုင်ရာအုပ်ချုပ်နေတဲ့အစိုးရကနေပြီးတော့တရားဝင်တင်ပြတဲ့နီလန်ပေါ်ဥပမာ NUG ကိုနိုင်ငံတကာကအတိမတ်ပြုတယ်လို့ဆိုရင်သူကတင်ပြတဲ့နီလန်ပေါ်ဒီလိုစုံစမ်းစစ်ဆေးပြီးတော့မှအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးကိုတင်တာပေါ်ဥပမာပူတင်တို့လိုဟာမျိုးနေတန်ယာဟုလိုတွေယူဂိုစလာဗီးယားသမ္မတဟောင်းမီလိုစီဗစ်တို့တွေမီလိုစီဗစ်လက်အောက်မှာအမှုထမ်းခဲ့တဲ့ဗိုလ်ချုပ်ကြီးတွေဒီလိုနီလန်တွေနဲ့တော့လူသားမျိုးနွယ်ကိုမျိုးပြုံးအောင်လုပ်မှုအစုလိုက်အပြုံလိုက်တတ်မှုရာဇဝတ်မှုကျူးလွန်တာတွေဒီလိုနီလန်တွေနဲ့အရေးယူလို့ရတယ်လို့ဥပဒေရသိရပါတယ်။မြန်မာနိုင်ငံမှာတရားစီရင်ရန်တရားကောင်းလာတဲ့အခါမှာဆရာဆွေးမှုတွေကျူးလွန်ထားတဲ့စစ်ကောင်စီဖွဲ့ကိုထိုင်းတိုက်တန်အပြစ်ပေးအရေးယူနိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအစီအစဉ်ဆောင်ရွက်နေတယ်လို့ NUG လူ့အခွင့်အရေးဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကပြောပါတယ်။အထူးသဖြင့်ပြည်တွင်းတရားရန်တရားစီရင်ရန်တရားကိုဖော်ဆောင်နိုင်တဲ့အခါကျရင်အခုကျွန်တော်တို့လက်တလော NUCC NUG နဲ့အခြားသက်ဆိုင်တဲ့အစုအဖွဲ့တွေပါဝင်တဲ့ Translation နဲ့ Justice Policy အသွင်ကူးပြောင်းရေးကာလတရားမျှတရေးမူဝါဒထွက်လာတဲ့ဟာရှိရဲ့ဒီဟာတွေမှာလည်းကျွန်တော်တို့ကတပ်ဖြတ်မှုတွေလူမဆန်တဲ့ရာဇဝတ်မှုမျိုးတွေနိုင်ငံတကာရာဇဝတ်မှုမျိုးတွေကျူးလွန်ခဲ့တဲ့ဟာတွေကိုထိုင်းတန်အရေးယူဖို့ဆောင်ရွက်နေတာရှိပါတယ်စစ်ကောင်စီကကျူးလွန်ထားတဲ့မိသားစုဝင်တွေပေါ်ကြံရက်တဲ့မိသားစုဝင်တွေကတရားမျှတမှုရအောင်မဖြစ်မနေဆောင်ရွက်သွားဖို့ရှိရဲ့လို့ဒုတိယဝန်ကြီးကပြောပါတယ်အစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကိုသတင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာ
မျိုးမရှိပါဘူး။အာဂျင်တီးနားတရားရုံးကစစ်ကောင်စီခေါင်းဆောင်တဲ့သူ့ဖွဲ့ကိုဖမ်းဝရမ်းထုတ်လိုက်တာကလည်းတရားမျှတမှုကိုမျှော်လင့်နေတဲ့ပြည်သူတွေအတွက်အင်အားဖြစ်စေတယ်လို့ကရင်နီဂျာကာလာအုပ်ချုပ်ရေးကောင်စီရဲ့အတွင်းရေးမှူးကိုပညာကပြောပါတယ်။အာဂျင်တီးနားကနေထုတ်လိုက်တဲ့ဖမ်းဝရမ်းပုံစံမျိုးပေါ့နော်။ရိုဟင်ဂျာကိစ္စတစ်ခုကိုပဲအဓိကထားရလို့ပဲပြောသူတို့အဆက်တွေကနိုင်ငံတကာမှာတခြားသောတရားမျှတမှုရှာတဲ့အခါမှာအားဖြစ်စေတဲ့အာဂျင်တီးနားကိစ္စကစစ်ကောင်စီကိုကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးတော့မှနိုင်ငံတကာဥပဒေကြောင်းအရအရေးယူနိုင်တဲ့စစ်ကောင်စီကိုတရားစွဲတာနဲ့ဖမ်းဝရမ်းထုတ်တာတွေလုပ်နိုင်ခြင်းအခြေအနေအများကြီးရှိလာတယ်လို့ပြောလို့ရပါတယ်။ရခိုင်ပြည်နယ်မောင်တောဒေသမှာ2018ခုနှစ်ကရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့ဆက်ဆက်ပြီးစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပါဝင်မြန်မာစစ်တပ်ကအရာရှိကြီးငယ်23ဦးနဲ့အဲ့ဒီအချိန်ကအစိုးရဖွဲ့ကိုစားတာဝန်ရှိတဲ့နိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဟောင်းဦးထင်ကျော်တို့ကိုအာဂျင်တီးနားတရားရုံးကဖေဖော်ဝါရီ23ရက်နေ့ကဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ဆက်လက်ပြီးအမြန်လမ်းပေါ်မှာ PDF တွေကရဲကား3စီးကိုတိုက်ခိုက်ရာရဲ9ဦးထပ်မံတေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြန်လမ်းမှာမန္တလေးဘက်ကနေမိထီလာဘက်ကိုစစ်ကောင်စီရဲတွေမောင်းနှင်လာတဲ့ရဲကားတစ်စီးနဲ့အိမ်စီးကား2စီးစုစုပေါင်း3စီးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာရဲ9ဦးထပ်မံတေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေများတယ်လို့မြင်းချက်ခရိုင်တရင်410တာဝန်ရှိသူကပြောပါရယ်။မလ19ရက်နေ့မနက်7:00နာရီခန့်ကမန္တလေးဘက်ကနေမောင်းနှင်လာတဲ့ရဲကားတွေကိုမိုင်တိုင်319မှာငင်းကြံခရိုင်တန်ရင်လေးခရိုင်တန်ရင်30နဲ့မဟာမိတ်ဖြစ်တဲ့မြစ်သားမြို့နယ်ပကဖာတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရဲကားတွေကိုအနီးကလက်နက်ငယ်တွေနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးရဲကားတစ်စီးကအရှိန်လုံးပြီးနောက်တမိုင်တိုင်အကျော်ကလုံခြုံရေးကင်းစခန်းထိရောက်သွားခဲ့တယ်လို့တန်ရင်တာဝန်ရှိသူတွေကပြောပါတယ်။ရဲကားတွေနဲ့လုံခြုံရေးကင်းကလည်းပြန်လည်တိုက်ခိုက်ခဲ့တာမို့တိုက်ပွဲဖြစ်နေချိန်မိနစ်40အထိကြာခဲ့တာလို့သိရပါတယ်။မျက်မြင်ပြည်သူရဲ့သတင်းပေးချက်အရလမ်းပေါ်လဲနေတဲ့အလောင်း9လောင်းနဲ့ကားပေါ်မှာလည်းထိခိုက်ဒဏ်ရာရတဲ့သူအများကြီးရှိတယ်လို့သိရပါတယ်။တီတာကအကုန်းရဲတွေကြီးပါပဲလို့တန်ရင်တာဝန်ရှိသူတွေကပြောပါတယ်။နထိုးကြီး PDF မြင်းချက်ခရိုင်အမှတ်4တန်ရင်ရဲ့ပြောရေးဆိုခွင့်ရှိသူကမိုင်တိုင်310စုကိုမှရဲကားတစ်စီးနဲ့အိမ်စီးကား2စီးမောင်းတက်လာတဲ့မန္တလေးဘက်ကနေမိထီလာဘက်ကိုမောင်းလာတဲ့စကား3စီးကိုပြစ်တာပါ9ယောက်ပွဲချင်းပြီးတေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်လို့မျက်မြင်ပြည်သူတွေစီကနေသိရတယ်လို့ပြောပါတယ်။တိုက်ပွဲမှာတော်လိုင်းတပ်တွေဘက်ကအကြအဆုံးမရှိခဲ့ဘူးလို့သိရပါတယ်။တိုက်ပွဲအပြီး PDF တွေပြန်သွားကြပြီးချိန်မှာစစ်ကောင်စီတပ်ရင်နှန်းရောက်လာပြီးတော့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားစဉ်အမြန်လမ်းပေါ်မှာတနင်္ဂနွေကကြာကားတွေသွားလာမှုနဲ့ရနာထားကြရတယ်လို့ရင်မောင်တအုပ်ကပြောပါတယ်။2024ဒီဇင်ဘာ12ရက်နေ့ကပြင်စီရဲစခန်းကို PDF တွေကတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါအပြင်2024ဒီဇင်ဘာ23ရက်နေ့မှာ PDF တွေအမြန်လမ်းပေါ်ကိုတက်လာခဲ့ပြီးခီးသက်တင်ရင်နဲ့ခီးသွားကားတွေကိုလုံခြုံရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတော့ခီးသွားပြည်သူတွေနဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်။ PDF တိုင်ရင်တွေကတာဝန်ရှိသူတွေကခီးသွားပြည်သူတွေကိုတွေ့ဆုံစင်မှာရန်ကုန်မန္တလေးအမြန်လမ်းကစစ်ကောင်စီရဲ့အဓိကထပ်ဖို့လမ်းကြောင်းဖြစ်တာမို့အချိန်မရွေးတိုက်ပွဲတွေပြင်းထန်လာဖို့ရှိနေတာကြောင့်ပြည်သူတွေအနေနဲ့မလိုအပ်ဘဲအပျော်ခီးသွားလာတာနဲ့ဖျားဘူးသွားလာတာတွေရှောင်ကျဉ်ကြဖို့မဖြစ်မနေခီးသွားရင်အမြန်လမ်းမှာကားမှန်တွေချမောင်းဖို့လမ်းကိုညပိုင်းအသုံးမပြုကြဖို့တိုက်ပွဲတွေဖြစ်လာရင်ရောက်ရနေရမှာရှက်ပြီးလုံခြုံတဲ့နီးစပ်ရာတွေမှာနေထိုင်ဖို့ပြောခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။